အခုကဒီ UV gel နဲ့เนาะ one stop နဲ့ ပေါ်တာလေးကိုလုပ်ပြမယ်ဒါအခုက gel လက်သေးနေတစ်ထပ်ဆူထားရပါတော့သူ့ပေါ်မှာဆူးမယ်ဆိုလို့ရှိရင်ပုံဖောက်မယ်ဆိုရင် matte ကုတ်အုပ်ပြီးတော့ဆူးမှရမယ်ဒါမှမဟုတ်လို့ရှိရင် cleanser plus တုပ်ပြီးတော့မှရမယ်เนาะဒီတိုင်းပြောင်ချောတော့ကုတ်အကြည့်အောင်ဆိုပြီးတော့ဘလို့မှပန်းဖော်လို့မရဘူးသူကလုံးဝမပေါ်ဘူးပေါ့เนาะ gel ဆိုလို့ရှိရင် UV gel ကလုံးဝမပေါ်ဘူးသူကအရန်ပါတယ်ထက်တင်ရဖြစ်တဲ့အတွက်သူကအကြည့်ပေါ်မှာလုံးဝမပေါ်ဘူးသူကနည်းနည်းလေးပိတ်ကလေးဖြစ်မှာပေါ့နော်နည်းနည်း6ကလေးဖြစ်မှာပေါ့ရဲ့ဒါကရိုးရိုးဆိုးထားတဲ့ပုံမှာဒီ UV gel လက်သေးနေဒီတိုင်းဆိုးထားတယ်ကဲလို့ကိုက cleanser plus မသုံးချင်ဘူးဆိုလို့ရှင်တော့ဒီ matte ကုတ်ကိုဆိုးပြီးတော့မှအချောက်ခံစက်တဲထုတ်ပြီးတော့မှပန်းဖော်လို့ရမယ်နော် master နေကနည်းနည်းလေးပညာသားပါတယ်နော်အခုဒါ cleanser plus ကိုခွက်ထဲမှာထည့်ထားတယ်ကိုဒါလေးကိုဒီအသေးဖြတ်တဲ့လိုမျိုးအဖက်ကလေးနော်ဒီဖက်ကလေးနဲ့ဒါလေးမျက်နှာပြင်တုပ်ပေးလိုက်မယ်6ကလေးဖြစ်သွားအောင်နော်ဒီone shot နေအဲ့ပေါ့နော်ဒီဟာဖော်လို့ရှိရင်ဒီဘဲစုပ်တံမဆိုပေါ့နော်ရိုးဆွဲတဲ့ရေစည်းဆွဲတဲ့စုပ်တံတစုံတက်ထား UV gel နေရာမှာသုံးတဲ့စုပ်တံကိုတစုံတက်ထားနှစ်ခုစလုံးကိုရောပြီးတော့သုံးမယ်ဆိုလို့ရှိရင်လုံးဝအဆင်မပြေနိုင်နော်ဒီစုပ်တံတွေကဖွာသွားတဲ့အတွက်ဘလို့မှမလှအောင်ကြာရှည်လည်းမခံဘူးသူ့ဟာနဲ့သူတက်စီတကန့်စီထားမှအဆင်ပြေလိမ့်မယ်နော်အခုနော်ဒီဆေးသုံးတာလေးကိုတိချလေးကြည့်ပြီနော်အခုဒါ UV gel နော်ဆေးကိုနည်းနည်းချင်းစီပဲပုံတယ်အရင်ပထမရေဆေးလိုမျိုးအများကြီးညှက်ဘူးနော်သူကဈေးလေးအရင်ကြီးရဲ့အတွက်ကြောင့်မလို့ကိုကဆေးကိုချွေတာနဲ့အနေနဲ့သူ့နည်းနည်းချင်းစီသုံးပေးမယ်နော်ကိုလိုတလောက်ပဲထုံးမယ်ကိုအများကြီးမကလောဘူးဒါမှမဟုတ်လေဘူးထဲမှာနှိုက်လို့အဆင်ပြေတယ်ဆိုတော့ဘူးထဲကနေယူနှိုက်ပေါ့နော်ဒီမျိုးတီးတန်ပုံမယ်ဆိုရင်နည်းနည်းချင်းစီပဲထည့်ပုံမယ်ပြီးရင်ဒါလေးကိုစုပ်တန်လေးကို cleanser plus နေနဲ့သုံးမယ် cleanser plus အဆင်မပြေဘူးဆိုတော့ဒီ UV gel ကိုတော့သုံးပြီးလို့ရဒါပေမဲ့ UV gel သုံးမယ်ဆိုတော့တေးချလေးတော့ချအောင်တုပ်ပြီးမှရမယ်နော်အဲ့ဆိုအောက်မှာလက်သေးနေရပါလို့ရှင်ပေါက်သွားမှာဆိုတော့ဒီဆေးလေးကိုတခြားကြည့်ပထမတော့ထက်ဆိုင်ဒါအခု UV gel သုံးတော့မယ်ဒါကတော့UV gel နဲ့အခုပထမတင်သွားတဲ့ပုံလေးထဲမှာလည်း UV gel ဆွဲမယ် UV gel နဲ့ဆွဲမယ်ဆိုရင်ရတယ်နော်အခုကကျွန်တော်နည်းနည်းလေးခတ်သွားပြီနော်ဒီချလေးကြည့်ပြီနော်ဒါလေးကိုထုံးစံတိုင်းပဲတစ်ဝက်စီထည့်လိုက်မယ်နော်ဖြူရယ်ဖြူစေးတစ်ဝက်ထည့်မယ်နော်အနီကိုစေးတစ်ဝက်ထည့်မယ်နော်ဒီလိုမျိုးလေးအဲ့ဒါလေးကိုဒီဘက်မှာနော်ကိုဒီလိုမျိုးတစ်ခါတည်းတန်းတင်တဲ့အရာကိုတော့လိုချင်တာမဟုတ်နော်ဒီလိုမျိုးအဆက်ကိုချလိုက်တယ်ဒီလိုမျိုးတစ်ဝက်စီတန်းတင်တဲ့အရာကိုတော့လိုချင်တာမဟုတ်အရာရှိတ်ဖြစ်တာလိုချင်တာအဖြူမကြအနီမကြပါတော့ဒီလိုမျိုးရှိတ်ဖြစ်တာလိုချင်တာအဲ့အတွက်ကြောင့်မလို့ကိုကတေချာလေးလုပ်ပေးမယ်ဒီလိုမျိုးလေးဆွဲလိုက်မယ်ကာလာကိုစုပ်တံမှာအယောင်ရောမယ်ကာလာကိုစုပ်တံမှာအယောင်မရောမချင်းဆွဲမယ်နော်ပြန်ထည့်ယူမယ်တခါရဲထူအောင်မှတမ်းမတင်ဘူးနော်ကိုစိတ်တိုင်းကြပြီဆိုတော့မှသူ့ဟိုပေါ်တင်မှာshape ဖြစ်တာလို့ကျန်တာနော်အဲ့တော့ကိုကဒီလိုမျိုးတေချာနှံ့အောင်ကိုစိတ်တိုင်းကြပြီဆိုလို့ရှိရင်ဒီပေါ်မှာပြန်ပြီးရဆွဲမယ်သူကဒီအခုဒါနှင်းစီပန်နော်ဒါနည်းနည်းခက်လာပြီနော်ဒါကတော့နှင်းစီပန်တကယ်အနေထားအခက်လေးတွေအများကြီးနဲ့ဆွဲမှာဖြစ်တဲ့အတွက်သူကအဝိုင်းလေးပေါ်ရမယ်အထဲကလည်းအဝိုင်းပေါ်ရမယ်အပြင်ကလည်းအဝိုင်းပေါ်ရမယ်နော်တေချာလေးလိုက်ကြည့်ပြီးဆွဲပြီနော်ကိုကဘာဖြစ်လို့ဒီလိုနေရနေစပြီးတင်တာလဲဆိုတော့ဘယ်လိုပြောမလဲဒီကနေစပြီးတင်နေဆိုတာ
တေချာလေးလေ့ကျင့်လို့ရအောင်လို့နော်ဒီနံပါတ်ကကြောက်0နံပါတ်0နံပါတ်ဘာလို့ထားလဲဆိုတော့ဒီအရန်ပွင့်သေးလို့ရှိရင်ဆွဲသွားတာကိုမသိတာမှဆိုတဲ့အတွက်ကြောင့်မလို့ဒီ0နံပါတ်ကလေးထားပေးရပါတော့ဒီအဆင်ပြေတဲ့ဆိုရင်တော့ဒီတခြားနံပါတ်သေးတွေကိုနောက်တစ်ဖြည်းဖြည်းနဲ့လိုက်ဆွဲလို့ရတယ်အခုကဒီမှာတစ်ဖက်ပဲဆွဲလို့ရသေးတယ်နော်အဲတစ်ဖက်ဆွဲပြီးတော့ခဏထားမယ်ဒီမှာပြန်ထပ်ပြီးတော့ဆွဲမယ်ပြန်ထပ်ပြီးဆွဲမယ်ဆိုရင်လည်းတစ်ခါရဲတန်းပြီးတော့နော်လက်သေးပေါ်မှာတွားပြီးတင်လို့မရဘူးဒီနေရာမှာပဲပြန်ကျင့်မယ်နော်ဒါဆိုကဆွဲခဲ့တဲ့နေရာမှာပဲပြန်ကျင့်မယ်ကိုကကာလာကို shape ဖြစ်တာကိုလိုချင်တာဟိုလိုမျိုးကြီးတက်စီတိတန်ကြီးပထမငကူဆွဲခဲ့တယ်လို့မျိုးတိတန်ကြီးမလိုချင်ဘူးကာလာကို shape ဖြစ်တာလေးလိုချင်တာနော်အဲကြောင့်မို့နည်းနည်းတော့အလုပ်ဝင်နေအလုပ်လေးနည်းနည်းလေးရှုပ်တယ်ဒီချာလေးတော့လိုက်ပြီးတော့လုပ်ပြီနော်ပြီးရင်ဒီမှာသူကဒီမှာစောင်းလေးနဲ့နော်နည်းနည်းလေးစုံနာတယ်အဲ့စုံနာရဲ့ပုံမှာကွာနည်းနည်းလေးထပ်တိုးလိုက်မယ်ဒီအစုံနာဆိုတာသူနဲ့ဆိုဒီလိုမျိုးခတ်ဆောင်အရင်တော့ဆွဲရဆိုခတ်ဆောင်ဒါပေမဲ့သူအဝိုင်းပေါ်ကျနာဖြစ်တဲ့အတွက်ကြောင့်နည်းနည်းလေးအနားလေးကိုတိုးဆွဲလိုက်မယ်နော်ခတ်ဆောင်အနားလေးကိုဒီလိုမျိုးလေးတိုးဆွဲလိုက်မယ်ဒါသူနဲ့ဆိုလို့ရှိရင်ဒါနည်းနည်းလေးဟနေတယ်ဆိုတာအဲ့နားလေးကနေကတ်ပြီးတော့မှသူ့ကိုပြန်ထပ်ဆွဲပေးမယ်နော်အပြင်ကကြည့်ရင်လည်းဝိုင်းလေးအဝိုက်ကလေးပေါ်ပါမယ်အတွင်းကနေကြည့်ရင်လည်းအဝိုက်ကလေးပေါ်ပါမယ်ဒါသူ့ရဲ့အနေထားနော်သူကတစ်ခုဆွဲလို့ရှိရင်တစ်ခါဒီမှာပြန်ပြီးတော့နော်တုပ်ပေးမယ်ယူရီတဲ့ကလက်လေးဝင်နေရှုပ်တယ်ဟိုဒီနီးကိုနော်ရိုးရေစေးနဲ့လည်းတုံးလို့ရတယ်ဒါပေမဲ့ယူရီကျင်နဲ့မလုတ်တက်မှာဆိုလို့ယူရီကျင်နဲ့ဆွဲပုံဆွဲနည်းတင်ပြရနော်နှစ်မျိုးစလုံးကိုယူရီကျင်နဲ့လည်းတုံးလို့ရတယ်လို့ရိုးရေစေးနဲ့လည်းတွဲတုံးပေးလို့ရတယ်နော်ပြီးရင်ဒီဘက်ကိုတစ်ခါထပ်ဆွဲမယ်စောလိုပဲထိတ်ကလေးကိုနည်းနည်းလေးတိုးခဲ့လိုက်မယ်နော်ဒီဒါလေးကိုပြန်ပြီးတော့ဆွဲမယ်ဒီမှာဆေးတွေအများကြီးသူက UV gel ဆိုတော့လေဆေးကခြောက်မသွားအောင်နော်ဟိုဟာလိုပဲပြန်သုံးလို့ရတယ်နော်ဆေးကခြောက်မသွားဘူးဒီမှာဆေးတွေပုံနေလို့ထပ်မကလော်ပဲနဲ့ဒီမှာတုတ်ထားတဲ့ပုံကနေပြီးတော့ပဲပြန်ပြီးတော့လုပ်မယ်နော်ဒီမှာဒီဘက်ဘေးကနေထပ်ပြီးတော့ဆိုတော့ပဲဒါလေးကိုအစားလေးပြန်ယူမယ်အပြင်ကကြည့်ရင်လည်းအဝိုက်ကလေးပေါ်လာတယ်နော်အပြင်ကပဲကြည့်အတွင်းကပဲကြည့်သူကပွန့်ဖက်ကလေးကဝမ်းဝိုက်ကလေးပေါ်နေရတယ်နော်ပြီးရင်ဒါထုံးစံတိုင်းပဲဒါလေးကိုပြန်ပြီးတော့တစ်ဖက်စီပြန်ဆွဲမယ်ဒီမှာဆေးတွေပိုးနေသေးလို့ပြန်ကလော်လိုက်တာနော်ဆေးတွေမရှိတော့ဘူးဆိုရင်တော့ဟိုကနေပြန်ပြီးယူမယ်နော်ပြီးရင်ဒါလေးကိုပြန်သွင်းမယ်ဒီလိုပဲနည်းနည်းလေးအစလေးကိုဆွဲထုတ်မယ်နော်ဒီလိုပဲအစလေးကိုနည်းနည်းဆွဲထုတ်မယ်တော့ဘယ်နှဖက်ရလို့တော့မဟုတ်ဘူးနော်ကိုယ်စိတ်ထဲမှာအဆင်ပြေသလားကိုအဖက်ကြီးထည့်လို့ရတယ်ကိုကြီးရင်ကြီးသလားကိုချုံနိုင်ချုံသလားကိုအဆင်ပြေသလိုထည့်လို့ရတယ်ဘယ်နှဖက်ရလို့တော့အတိအကျမရှိဘူးဒီကကြည့်လိုက်လို့ရှိရင်အသက်ဝင်ပြီးလှနေဖို့ပဲလို့ပဲနော်
ပြီးဒါလေးကိုထုံးစံတိုင်းပဲနော်သူကဟိုအတွင်းထဲမှာလည်းအဝိုက်ပေါ်ရမယ်အပြင်ဘက်ကကြည့်ရင်လည်းဝိုက်ကလေးဖြစ်နေရတိတိုင်ချွန်သွားတာလို့တိတိုင်ကြီးသွားတာလို့မဖြစ်ရအောင်ဒါသူ့အနေနဲ့သူအဆင်ပြန်ဒါလေးကိုအချောက်ခံစက်ထဲမှာထည့်လိုက်မယ်နော်သူကပါးတယ်အချောက်ခံစက်ထဲမှာထည့်ပြီးတော့မှเราထပ်တင်ကြမယ်နော်ဒါလေးကို6ခံစက်ထဲကနေထုတ်လိုက်မယ်နော်အဲ့ဒါလေးကိုပါးနေတဲ့အတွက်ကြောင့်မလို့ပြန်ပြီးထင်းထင်းရှားရှားရှိသွားအောင်ဒီပုံစံအတိုင်းကိုပဲမပြတ်မရွှင်ပြန်ပြီးတော့ထပ်ပြီးမယ်နော်နောက်တစ်ထပ်တင်မယ်နော်ပုံစံအတိုင်းပဲတော့ဒီမှာဆေးတုပ်ထားတဲ့ဟာလေးအဲ့ဒါလေးကိုပြန်ပြီးတော့ဆေးကိုတဝက်စီပြန်လိုက်တယ်ဒီမှာနော်တဝက်စီပြန်ထည့်ပြီးတော့ဒီပေါ်မှာပဲပြန်ထပ်တယ်ပဲဒီဆေးကိုထည့်ယူရမယ်ယူပြီးရင်ဒီလိုမျိုးတဝက်စီပြန်ထပ်တယ်မယ်နော်ဆေးကိုတဝက်စီထပ်တယ်အဲ့ဒီကြရင်ဒီဟာလေးကိုဆော့ဆော့အောင်ဆွဲခဲ့ပုံတိုင်းပုံစံမပြတ်မရွှင်ပြန်တင်ပေးရမယ်နော်ထင်းထင်းရှားရှားလေးရှိသွားနော်ပြန်ပြီးရထည့်ပါပြီးရင်ဆေးလေးရမရှိတော့ဆိုတဲ့အတွက်ပြန်ပြီးတော့ထည့်တော့မယ်နော်ကာလာတော့လုံးဝရှိတ်ဖြစ်နေရမယ်နော်တေချာလေးတော့လိုက်လုပ်ပြီးဒါလေးကနည်းနည်းခတ်တယ်နော်တဖြည်းဖြည်းနဲ့ကြည့်လိုက်လင်းလင်းတင်းလေးပေါ်လာပြီနော်အခက်လေးတွေကသူစားလို့မပါအောင်တေချာလေးလိုက်ဆွဲပြီနော်ဆေးကိုတစ်ဖက်ဆိုရင်တစ်ခါတင်ပြီးတော့လုပ်ပြီနော်ဒီမှာနော်တေချာလေးကြည့်ပြီနော်တေချာအဝိုင်းလေးကိုပေါ်အောင်တေချာချာလေးဆွဲပြီနော်ဆေးကိုကိုလိုတလောက်ကလေးပဲနည်းနည်းချင်းလေးယူပြီးမှလောက်နော်အများကြီးတော့ယူလို့တော့အဆင်မပြေဘူးဖြည်းဖြည်းချင်းနဲ့ဖြည်းဖြည်းနဲ့မှန်မှန်ကလေးပဲဆွဲမယ်ရန်လည်းစိတ်လောစရာမလိုဘူး
ပြီးရင်ဒီဘက်ပြီးမှဒီဘက်ပြီးရချမ်းလေးကိုပြန်ဆွဲမယ်နော်ထပ်ပြီးငါကိုဆွဲခဲ့တဲ့ဘူးရဲ့ပုံစံအတိုင်းလေးကိုပဲမပြတ်မယွင်းလေးပြန်ဆွဲမှာနော်သူကပုံစံမပြတ်ပြန်ဆွဲဒါလေးကိုသေးချာချာလေးပြန်ပြီးတော့ထပ်တယ်မယ်နော်ပွန်းဘက်ကလေးထည့်ပြီးသွားပြီပြီးသွားပြီဆိုလို့ရှိရင်သူ့အချောက်ကန်စက်ထဲမှာ10မိနစ်ပြန်ထည့်ထည့်လိုက်မယ်နော်အခုဒါစက်ထဲကနေ6ခံပြီးတော့10မိနစ်6ခံပြီးတော့6ခံစက်ထဲအထုတ်လာတယ်အဲ့ဒါလေးကိုပြန်ပြီးတော့နော်ဒါအခုဒါကတော့ဒီအစ်စ်မှာပြီးသွားပြီနောက်တစ်ဆင့်ထပ်တက်မယ်နော်ဒါကတော့ဒီကိုလိုချင်တဲ့ဟာလေးကိုပြန်ပြီးတော့ကာလာချက်ကိုလိုချင်တဲ့လောက်ပုံစံလေးရသွားပြီဆိုရင်နောက်တစ်ဆင့်ထပ်ဆွဲမယ်နော်ထုံးစံတိုင်းပဲဒါလေးကိုကန်တော့ဝက်စီပြန်တို့မယ်ပြီးရင်ဒီမှာအရာအရင်ရောနေဖြစ်တဲ့အတွက်အောက်ကမှာနောက်တနေရာပြန်ထပ်တော့မယ်နော်အခုဒါကိုကဒီချာရှိတ်ထားပြီးဆိုတော့ဒါလေးကိုနောက်တစ်ဆင့်ထပ်တယ်မယ်နောက်တစ်ဆင့်ကြလို့ရှိရင်သူ့နည်းနည်းလေးခြုံဆွဲလိုက်မယ်နော်သူ့ပုံမှာနောက်တစ်ဆင့်ပြန်ထပ်မှာဖြစ်တဲ့အတွက်သူ့နည်းနည်းလေးပြန်ပြီးတော့ခြုံဆွဲလိုက်မယ်နော်အဲ့ပေါ်ကနေပဲထပ်တယ်မှာနော်သူ့နောက်တစ်ဆင့်အဲ့ပေါ်ကနေပဲထပ်တယ်မယ်တော်တော်မျိုးလေးနော်ဒါနောက်တစ်ဆင့်ထပ်တယ်မှာသူကနောက်တစ်ချက်အခု6ခံပြီးမှနောက်တစ်ဆက်တယ်မှာဒီဟာလေးကပိတ်သွားမှာနော်အခုချိန်မှာလောလောဆယ်အောင်သူကမပိတ်သေးဘူး
ဒီချာလေးတော့လိုက်ဆွဲရမယ်နော်ပြီးသူတစ်ဖက်ဆွဲတိုင်းတစ်ခါပြန်ပြီးတော့စီးတုပ်ပြီးမယ်နော်ညစီကိုရောမယ်ပြီးရင်သူ့ကိုဒီမှာနည်းနည်းလေးခြံခဲ့နော်ဒီဘက်အဖက်ကလေးကနေသူ့နည်းနည်းလေးဒီဘက်မှာခြံခဲ့နည်းနည်းလေးတိတန်လေးနည်းနည်းခြံနာခဲ့တဲ့နားလေးကနေကိုကပြန်ပြီးနောက်တစ်ဖက်ကိုပြန်ဆွဲသူ့ဒီအောက်ကနေလိုက်မဆွဲသူ့နည်းနည်းလေးအပေါ်တက်လိုက်မှာဒါလောက်အစင်းတော့နည်းနည်းလေးထပ်တက်လိုက်ဒါပေမဲ့သူ့ရဲ့အရေးကလေးဒီနားလေးမှာဒါပေမဲ့သူ့အပေါ်လေးနည်းနည်းထပ်တူပြီးဆွဲမယ်နော်ဒီလိုမျိုးလေးသူကနောက်တစ်ဆင့်ထပ်တက်မှာသူကပြန်ပြီးတော့ပိတ်သွားမှာနော်ခုချိန်မှာတော့ကြီးရတာအဆင်ပြေမှာမဟုတ်ပြီးရင်ဒီဘက်ဘေးကနေလေထုံးစံတိုင်းပဲဒါလေးကိုနည်းနည်းတိုးဆွဲပြီးတော့ဒီလိုလေးလိုက်မယ်နော်သူ့ဘေးကနေတိုးဆွဲပြီးတော့နည်းနည်းလေးခြုံလိုက်တယ်နော်ငကိုဆွဲတဲ့ပုံစံတိုင်းကိုပဲသူပြန်ထပ်လိုက်တာနော်ဗီဒီယိုလေးတော့ခါလေးပြန်ကြည့်ကြည့်ပဲနော်တစ်ခေါက်တည်းကြည့်ရင်နော်မျက်လုံးထဲမှာသိပ်ပြီးတော့အဆင်ပြေမှာမဟုတ်ခဏရေးကြည့်ပြီးလေ့ကျင့်ပြီးမှအဆင်ပြေ
ဒါလေးကို6ခန်းစက်ထဲမှာ2မိနစ်ထည့်လိုက်မယ်နော်အခုကဒါလေးကို6ခန်းစက်ထဲကထုတ်လာနော်ထုံးစံတိုင်းပဲဟိုဟာတွေတော့လိုပဲပြန်ပြီးတော့ပိတ်ပိတ်ကလေးဖြစ်သွားပြန်ဆွဲမယ်နော်ဒါလေးကိုထုံးစံတိုင်းပဲပိတ်ပိတ်ကလေးပြန်ဖြစ်သွားအောင်ဆွဲမယ်နော်ငါကိုဆွဲထားတဲ့ပုံစံလေးတိုင်းပဲပြင်ပြီးတော့ပုံမပြတ်အောင်ပိတ်ပိတ်ကလေးပြန်ဆွဲမယ်ဆေးကိုတေချာရောမယ်နော်ဆေးကိုတေချာရောမယ်ဒီတိုင်းကိုငါကိုဆွဲခဲ့တဲ့ပုံစံလေးတိုင်းပဲပြန်ပြီးတော့တေချာလေးပိတ်ပြီနော်ကိုဆွဲထားတဲ့ဟာလေးတော့တေချာဝင်အောင်လို့တော့တေချာပြန်လိုက်ဖြည့်ပြီနော်ခုချိန်မှာတော့ဘာမှပေါ်အောင်မဟုတ်သေးဘူးသူကလုံးဝအကုန်လုံးပြီးသွားတော့မှအနားကွတ်မှသူကတိတာနော်တရွေးတီကအနားမကွတ်လို့ရှိရင်ရုပ်လုံးဝမထွက်အနားကွတ်လိုက်မှရုပ်ကလေးကထွက်လာသူ့အယောင်နဲ့သူ့အနားကွတ်ပြီးမှနော်ရေစေးလိုမျိုးသူ့အယောင်နဲ့သူမဟုတ်ဘဲနဲ့တခြားအယောင်နဲ့မကွတ်ဘူးနော်သူ့အယောင်နဲ့သူ့ကိုကွတ်ပေးမယ်ရေစေးမှာလည်းသူ့အယောင်နဲ့သူကွတ်လို့ရတဲ့ပုံလေးရှိရနော် ဒါလေးကို6ခန်းစက်ထဲမှာ10မိနစ်ထပ်ထည့်လိုက်မယ်နော်သူကမပိတ်သေးဘူးဆိုတော့သူ့နောက်တစ်ထပ်ထပ်တင်အောင်မယ်နော်အခုကဒါလေးကို6ခန်းစက်ထဲကထုတ်လာပြီနော်သူ့ကိုပြန်ပြီးတော့နောက်တစ်ထပ်ထပ်တင်အောင်မယ်တော့ဘာလို့လဲဆိုတော့နည်းနည်းလေးမပိတ်လို့နော်သူ့ကိုနောက်တစ်ထပ်လေးသူ့ကိုထပ်တင်ပေးမယ်ဒါလေးဆိုရင်တော်တော်ပိတ်သွားပြီနော်နှစ်ထပ်ပေါ်ပါပြီသူဆိုတော်တော်လေးပိတ်သွားပြီ
ခုဒီသူ့ပေးရဟာလေးကိုလည်းထုံးစံအတိုင်းပဲပြန်ပြီးတော့ထပ်တင်ပေးမယ်နော်ဒါလေးဆိုတော့ပိတ်တော့မယ်ဒီနှစ်ဖက်ကလေးဆိုတအားလေးတင်လာဒီဘက် channel ဆိုရင်မလင်းသေးဘူးနော်သူထက်ထက်ခါကတော့တော်တော်တင်ရတယ်စိတ်ရှိရရဲ့ထက်ထက်ခါတင်ရတယ်ဒါပေမဲ့ဒါ UV ကျမှုလို့နော်ဒီဟိုရိုးရိုးရေစေးနဲ့လည်းဒီလိုပုံစံမျိုးဆွဲလို့ရတယ်ခုကဒါဟိုစောစောဆွဲနေနေနော်ဗီဒီယိုကရက်သွားတယ်ခုဒါလေးကနေပြန်စကြည့်ပြီနော်သူကဒါစောစောလိုပဲဒီမှာဒီဟာလေးကိုပြန်ပြီးထပ်တင်မယ်နော်ဒီဟာလေးကို6ကတ်ဆက်ထဲမှာ10မိနစ်ထည့်လိုက်မယ်နော်ကဲဒီလိုပုံလေးရလာပြီနော်ဒီလိုပုံလေးရောက်လာရင်ပန်းလေးအခုဆိုဒါအထက်ထက်ကလေးနဲ့နှစ်ထပ်ဖြစ်သွားရင်နော်ဒါပြီးနားကောက်လိုက်လို့ရှိရင်ပို့ပြီးတော့ကြွလာပြီးတော့ဒါလေးကိုကူးစုပ်တဲ့ဒါအယောင်ပြီးပြန်လုပ်ထားတာနော်အဲ့ဒါလေးကိုပြန်ပြီးတော့ထုံးစံတိုင်းပဲသူ့ထက်အဖွင့်ဖက်လေးတွေကတေးသွားမယ်နော်ကိုနောက်တစ်ဖက်ထပ်တင်မယ်ဒါကိုလိုချင်တဲ့စိတ်တိုင်းကြတဲ့အဖက်ကလေးရလာပြီဆိုရင်ကိုကဒီဟာလေးကိုနောက်တစ်ဖက်ထပ်တင်မယ်နော်ဒါလေးကိုနည်းနည်းသေးလိုက်မယ်နော်ဆောကငါတို့နှင်းစီပန်းမှာထည့်တဲ့ဂန်းငယ်ပုံစံဖွင့်ဖက်ကလေးကိုထည့်မယ်နော်နှင်းစီအခြေခံနှင်းစီပန်းမှာတင်ခဲ့တဲ့အတိုင်းပဲဒီဂန်းငယ်ပုံစံဖွင့်ဖက်ကလေးကိုထည့်မယ်သူကနောက်တစ်ချက်ထပ်တင်အောင်ပါနော်သူကဒီတစ်ထပ်လေးနဲ့မပြီးသေးဘူးဒီအချောက်ခံပြီးသွားပြီဆိုရင်သူနောက်တစ်ချက်ထပ်အောင်ပါပြီးရင်ဒါသူ့30ဖြစ်သွားပြီဆိုရင်ဒီဘီနာကနေပြီးတော့သူတစ်ခါထပ်ပြီးတော့နည်းနည်းလေးတိုးဆွဲရမယ်နော်ဒီလိုမျိုးနည်းနည်းလေးထိုးဒီဒိတ်တန်လေးကနည်းနည်းလေးပေါ်တက်သွားမယ်ဒီလောက်တက်သွားမယ်နော်ထုံးစံတိုင်းပဲဒီလိုတက်သွားမယ်တက်သွားပြီးတော့မှပြန်ပြီးတော့ဒီလိုမျိုးလေးဝိုက်ချပါဖီးနှစ်ပွင့်ဖက်တည်းကထပ်လာမယ်နော်ဒါဟာလေလက်သေးအသေးနဲ့လည်းဆွဲလို့ရတယ်နော်ဒီချိန်မှာအသေးမဆွဲပြအောင်ဆိုတာဘာဆွဲလိုက်မှမသိလိုက်မှဆိုတော့နော်အကြီးဆုံးနဲ့3ညနဲ့အရင်ဆုံးစဆွဲပြရနော်
ပြီးရင်သူ့ဟာလေးကိုနားလောက်ကနည်းနည်းလေးတူးဆွဲမယ်နှစ်ဖက်ကြားထဲမှာတစ်ဖက်စာနည်းနည်းလေးဝင်လိုက်ပါပြီးရင်ဒီပွင့်ဖက်ကလေးကနေပြီးတော့သူကဒီမှာ3ဖက်ရှိသွားเนาะဒီကလေးဦးတိုင်းတစ်ဖက်ရဲ့ဒီဘေးနှစ်ဖက်ရဲ့သူဆွဲလိုက်တဲ့ပွင့်ဖက်ကလေးเนาะအထက်ဖြစ်အောင်အခုတူပြီးတော့တေးလေးလိုက်ဆွဲရယ်เนาะပြီးသွားလို့ရှိရင်ဒီဖက်ကလေးကသေးသွားပြီဖြစ်တဲ့အတွက်သူ့ထဲမှာဒါလေးကိုစိုက်သေးဆုံးလေးပြန်ထည့်လိုက်မယ်เนาะအခုကြာနေတစ်ဖက်ဝင်တာဖြစ်တဲ့အတွက်ခက်ဆောင်းလေးပြန်ကင်ပြီးတော့ပြန်ဆွဲမယ်เนาะဖြည်းဖြည်းနဲ့ထက်ကလေးဖြစ်လာအခုချိန်မှာတော့တစ်ထက်တည်းရှိသေးတယ်ဒီချာတော့ပုံမှန်မဟုတ်ပြီးရင်စောစောလိုပဲထက်တင်လိုက်လို့ရှိရင်ဒါလေးတဲ့ဖက်ကလေးပြန်ထွက်လာမှာနော်ဒါလေးကို6ကန်စက်ထဲမှာ10မိနစ်ထည့်လိုက်မှာနော်အခုဒါစောစောဝစ်ဆန်နေထားဆွဲပြီးတော့ဒါ6ကန်စက်ထဲထည့်လိုက်တာနော်သူ့ကိုပါနေတဲ့အတွက်နောက်တစ်ထပ်ထပ်တင်မယ်နော်ဒီစောစောဆွဲထားတဲ့အတိုင်းလေးကိုပြန်ပြီးတော့နောက်တစ်ထပ်ထပ်တင်မယ်ကန်းငယ်ပုံစံတိုင်းလေးပဲနောက်တစ်ထပ်ထပ်တင်မယ်နော်ပြီးရင်သူ့ဘေးပတ်ချလဲတော့ကနေပြန်ထပ်ထည့်မယ်နော်ထက်လေးနော်ဒီမှာ3တက်လေးပေါ်လာပဲအဲ့လေးကိုပြန်ပြီးတော့ချားဖက်လေးထည့်ဖို့အတွက်ငကိုဆွဲထားတဲ့ဟာလေးကိုပြန်တော့ပြီးတော့စုပ်တယ်မှာဆေးပြန်ထည့်မယ်နော်ပြီးဒါလေးကိုအဝိုက်ပေါ်အောင်ပြန်ထည့်ဆွဲမယ်သူ့ကိနာမှာအဖက်ထည့်ထားသေးတယ်ဖက်ကမှုန်နေတဲ့အတွက်သူ့အဝိုက်ပေါ်အောင်ပြန်ထည့်မယ်ဆိုထက်လေးတစ်ဖြည်းနဲ့ပေါ်လာပြီခုတာလေးရောပြီးသွားပြီဆိုရင်ဒီနှစ်ဖက်ဖြည့်ပြီးသူ့အောက်ပေးရဖက်ကလေးကိုပြန်ထပ်ထည့်မယ်နော်တော့ဒီမှာဖက်ကလေးထည့်လိုက်ပြီပြီးရင်တို့အပိတ်ကလေးကိုတစ်ခုထပ်ဆက်မယ်နော်ဒါလေးဆိုရင်ပွင့်ဖက်ကလေးနဲ့အထက်ကလေးဖြစ်သွားတယ်နော်အဲ့ဒါလေးကို6ကန်စက်ထဲမှာ10မိနစ်ထပ်ထည့်လိုက်မယ်နော်ခုဒါလေးကို
6ခန်းစက်ထဲကနေထုတ်လိုက်မယ်နော်ပြီးရင်တော့ဒါလေးကိုဝတ်ဆန်ထည့်မယ်နော်ဝတ်ဆန်ကထုံးစံအတိုင်းမျိုးလဲထည့်ထည့်မယ်ဒါပေမဲ့ तू ကထုံးစံအတိုင်းမျိုးဆိုမဲ့ तू ကအရင်လိုဝတ်ဆန်ပါးစောက်ပုံစံလေးတော့မသွားတော့ဒါပေမဲ့ပါးစောက်ပုံစံလေးဆိုဒီဇိုင်းဝက်ဝိုက်ကလေးပြန်သွားမယ်နော်တစ်ဖက်နဲ့တစ်ဖက်ကိုအဆင်ပြေအောင်လို့ဝက်ဝိုက်ကလေးတစ်စောင်းလေးပြန်သွားညမှာပါးစောက်ပုံမျိုးလည်းသုံးပေးလို့ရတယ်ဒါပေမဲ့ရိုးတယ်လို့ခံစားရလို့သူ့ပုံစံတစ်မျိုးပြောင်းပြီးတော့သုံးပေးမယ်နော်သူငကိုပါးစောက်ပုံစံမျိုးလေးကိုပဲဒါပေမဲ့သူအောက်လေးနည်းနည်းနှိမ့်ပြီးတော့မှဆွဲမယ်နော်အရင်တော့ဆိုဒီနားကနေတက်ပြီးတော့ဆွဲရတယ်အခုကကြောင့်ဒီအောက်လေးကနေနည်းနည်းလေးနှိမ့်ပြီးတော့သူဒီမျိုးလေးတက်ပေးလိုက်မယ်ဒီလိုမျိုးလေးတက်ပေးလိုက်အောက်လေးကနေနည်းနည်းလေးနှိမ့်ပြီးတော့နော်သူ့အရင်နာဒီနေရာလောက်ကနေအရင်တော့လုံးမဆွဲတော့ဘူးအောက်ဘက်ကနေကိုကနည်းနည်းလေးနှိမ့်ပြီးတော့ဆွဲလိုက်မယ်အားလေးကို6ခန်းစက်ထဲမှာ10မိနစ်ထည့်လိုက်မယ်နော်အခုဒါလေးကို6ခန်းစက်ထဲကနေ10မိနစ်ထားပြီးထုတ်လာနော်အားလေးကိုပြန်ပြီးတော့ပြန်ထပ်ဆွဲမယ်သူအောက်လေးနည်းနည်းလျှော်ပြီးဆွဲကားခဲ့တဲ့အတိုင်းလေးပဲသူပြန်ပြီးတော့ပြန်ဆွဲပြီးပြန်ဝိုက်ပြီးဒီလိုမျိုးလေးဟာတစ်ပုံစံလေးသွားတာနော်အဲ့လိုလေးသွားတယ်အဲ့ဒါလေးကို6ခန်းစက်ထဲမှာ10မိနစ်ပြန်ထည့်ပေးမယ်နော်ခုကဒါလေးကဝတ်ဆန်နော်ဝတ်ဆန်ကိုအခုဒါတစ်ပုံစံမျိုးလေးနော်ဆွဲထားတယ်ပေါ်ကတစ်ဖက်ဆွဲထားပြီးတော့အောက်ကနေတစ်ဖက်ဝိုက်ထားတယ်အဆုံးကနေမဝိုက်တာငကိုတင်တယ်လို့မျိုးမဝိုက်တာနော်ဒါကကိုပုံစံတစ်မျိုးတင်မှာမလို့ငကိုတင်တယ်လို့မျိုးမဝိုက်တာနော်အခုကကိုဒီဘက်ကိုပြန်ပြီးတော့အပိတ်ကိုပြန်ထပ်ဆွဲမယ်နော်အခုကစုပ်တံမှာဆေးတွေကိုတုပ်ထားတယ်ဒါလေးကိုကားလိုက်မယ်နော်နည်းနည်းလေးကားလေးယူလိုက်မယ်သူဒီလိုမျိုးလေးဒီလိုမျိုးလေးကားလေးယူတယ်နော်ပြန်ပြီးတော့သူကားလေးယူလိုက်မယ်ဒီမျိုးလေး white ပြီးတော့တက်မယ်နော်သူပြန် white ပြီးတော့ဒီလိုလေးတက်မယ်အားလေးကို6ခန်းစက်ထဲမှာ10မိနစ်ထည့်လိုက်မယ်နော်ဒါလေးကို6ခန်းစက်ထဲကနေထုတ်လာပြီနော်သူ့စောဟာလေးကိုပပလေးဆွဲထားဟာလေးကိုပြန်ပြီးတော့ထပ်ပြီးလိုက်မယ်ထင်းထင်းရှားလေးဖြစ်သွားအောင်နော်ပြန်ပြီးထင်းထင်းရှားလေးဖြစ်သွားအောင်သူ့ပြန်ထပ်ပြီးဒါလေးကို10မိနစ်6ခန်းစက်ထဲမှာထပ်ထည့်မယ်နော်ခုဒါလေးကို6ခန်းစက်ထဲကနေထုတ်လာပြီဒါပေမဲ့သူ့ပါးသေးရလို့ခံစားရလို့သူ့နောက်တစ်ထပ်ထပ်တယ်အောင်မယ်နော်သူ့နောက်တစ်ထပ်ထပ်တယ်မယ်ထပ်ထည့်လိုက်မယ်နော်အဲ့ဒါလေးကို6ခန်းစက်ထဲမှာ10မိနစ်ထပ်ထည့်လိုက်မယ်နော်
ခုဒါလေးကို6ကန်ဆက်ထဲကနေထုတ်လာပြီနော်သူ့ကိုဒီလိုမျိုးဟာနေတဲ့နေရာလေးတွေကိုပြန်ပြီးတော့ကိုအပေါက်ပြန်ပိတ်ပေးမယ်နော်သူပြန်ပြီးတော့ဒီအဆက်လေးဖြစ်နေတဲ့နေရာလေးတွေကနေပြန်ပြီးတော့သူ့တဲ့နေရာလေးကိုပေါက်ပြန်ပိတ်ပေးမယ်ဒါလေးကို6ကန်ဆက်ထဲမှာ10မိနစ်ထည့်ထည့်လိုက်မယ်နော်ခုကဒါလေးကအားလုံးဆွဲပြီးသွားပြီဆိုရင်သူ့အနားကုတ်တော့မယ်နော်အနားကုတ်မှဒီပန်းရဲ့အနှစ်သာရလေးကထွက်လာမှာနော်သူကဖြူနဲ့အနီနဲ့ဆက်ထားဖြစ်တဲ့အတွက်အပေါ်ဘက်ကအယောင်လေးအတိုင်းပဲသူ့အနားကုတ်ပြီမယ်နော်ဖြူလေးအတိုင်းပဲသူ့အနားကုတ်မယ်
ကဲပြီးတော့ရင်နော်ဒါလေးကို6ခန်းဆက်ထဲမှာ10မိနစ်ထည့်လိုက်မယ်နော်ကိုကဒါဆိုရင်ဒါ6ခန်းဆက်ထဲကထုတ်လာနော်အနားကုတ်ပြီးတော့6ခန်းဆက်ထဲကိုထည့်လိုက်တာပွင့်ဖန်လေးထက်ထက်လေးနော်နှင်းစီပန်လေးပြီးတော့ရင်ကိုက6လေးကြိုက်ရှင်တော့မတ်တော့ကုတ်လေးအုပ်ပါနော်ဆူဆူလေးကြိုက်တယ်ဆိုရင်တော့ဒီလိုပဲဒီရိုးတော့ကုတ်ပါဒီ UV ကြဲတွေကမှတော့ကုတ်အကြည့်အောင်လေးကိုအုပ်ပေးလိုက်နော်ဒါလေးကို6ခန်းဆက်ထဲမှာ10မိနစ်ထည့်လိုက်မယ်နော်ကဲဒါလေးကိုတော့ကုတ်ကို6ခန်းဆက်ထဲမှာ10မိနစ်ထည့်ပြီးတော့ဒါထုတ်လာနော်ကဲဟဲ့ပုံလေးနှင်းစီပန်းလေးကိုလိုက်ဆွဲကြည့်ပြီနော်ဒါနှင်းစီပန်းဒါအစစ်မြင့်နှင်းစီပန်းနော်ဒါလိုမျိုးဒါအစစ်မြင့်ဆိုတာဒါပေမဲ့နှင်းစီပန်းဆိုတာဒါကတော့ဒီကနေအခြေခံပြီးတော့ပဲသွားဒီလိုမျိုးထက်တွေဆွဲမယ်ဆိုလို့ရှိရင်ဝတ်ဆံကိုအရင်မဆွဲရအောင်ဘေးပက်ချလေးကအဝိုက်ကိုဘလို့ယူထားလဲဆိုတော့ကိုကလေ့လာပြီးတော့မှဒါလိုက်ဆွဲရမှာเนาะဒါဆွဲပုံဆွဲနေအစင်စစ်အဝိုင်းမှန်သမျှအကုန်လုံးကဒါအဝိုက်ကိုအရင်ဆွဲရအပြင်ကလည်းကြည့်နေအဝိုက်ဖြစ်နေရမယ်အတွင်းကကြည့်နေအဝိုက်ဖြစ်နေရအဲ့ရနေတော့မှဒီဟာကိုတဖြည်းဖြည်းတစ်ဆင့်ချင်းလေးလိုက်ဆွဲရတဲ့ဟာလေးကိုဒါဒီဟာကိုအခြေခံပြီးတော့တဖြည်းဖြည်းနဲ့တခြားပုံတွေကိုလည်းကိုယ့်အကူလိုက်ပြီးလေ့ကျင့်ပြီးဆွဲလို့ရအောင်เนาะဒီဟာလေးကိုအရင်ဆုံးလေ့ကျင့်ပြီးတော့ဆွဲလိုက်တော့เนาะ